ခေါင်းဆောင်ဆိုတာဘလို့ပုဂ္ဂိုလ်လဲဆိုရင်တဲ့သူကလည်းပြည်သူလူထုကိုချစ်တယ်လို့ပြည်သူလူထုကလည်းသူ့ကိုချစ်တဲ့သူကခေါင်းဆောင်ကောင်းမယ်တဲ့ဒါကကိုအရမဖန်တီးလို့မရအောင်ဟုတ်ပါမင်းအောင်လိုင်းကြိုက်တဲ့လောက်အာနာ200လောက်ယူထားပါသေးဘယ်နောက်လိုက်ကမှကြိုက်ပါမဟုတ်ဘူးဒါပေါ့ဒါခေါင်းဆောင်မကောင်းလို့မကြိုက်တာရှင်းလေးပဲဒီနေ့ကျွန်တော်တို့စစ်အာဏာရှင်ကိုအမြင့်ဖြတ်အောင်လုပ်မယ်ဆိုတဲ့ပါတီဘယ်သူပေါ်လာသူ့ပဲအားပေးမှာဘာဖြစ်လို့မင်းအောင်လိုင်းမုံလုံးလို့ဒါပေါ့မင်းအောင်လိုင်းကိုမုံလုံးလို့ကိုပေးမှာဘာဖြစ်လို့အဲ့ဒီကလေးကသိကြတယ်ပြည်သူမချစ်တဲ့သူဒါဆိုရင်ခေါင်းဆောင်ကောင်းမဟုတ်ဘူးအလားတူ तू ကလည်းပြည်သူကိုမချစ်ဘူးခေါင်းဆောင်တိုင်းမှာတော့တရက်ကွက်တနေရာမှာတော့ခေါင်းဆောင်ရှိကြဒါပေမဲ့သူတလူငါသမင်းမဟုတ်ဘဲနဲ့ငါတို့စုပေါင်းတော်လာကြမယ်စုပေါင်းပြီးတော့သွားကြမယ်ဆိုတဲ့ဟာကိုအဲ့ဒါကိုဗုဒ္ဓကတမူဟကံလို့ခေါ်ပါတယ်အဲ့တော့စုပေါင်းပြီးတော့မှကောင်းမွန်စွာလုပ်တဲ့ကံတွေနဲ့ဦးဇင်းတို့ကဒီနေ့မဲညစ်တဲ့ခေါင်းဆောင်တွေနှလုံးသားမလှတဲ့ခေါင်းဆောင်တွေစိုးရွားရုပ်မာတဲ့ခေါင်းဆောင်တွေကိုဖယ်ရှားကြတာဖြစ်တယ်ကျွန်တော်တို့တင်မြှောက်တဲ့ခေါင်းဆောင်ကျွန်တော်တို့တွေလိုက်နေတဲ့ဥဆောင်မှုလိုက်နေတဲ့ခေါင်းဆောင်တို့ကိုကျွန်တော်တို့ကတမာတမတ်နဲ့အညီဝေဖန်ပိုင်းခြားတော့တစ်ချိန်လုံးကြီးပြစ်တင်ပြီးဆဲနေတာမဟုတ်ဘူးပေါ့အကောင်းဘက်ကနေပြီးတော့เนาะကောင်းကျိုးချမ်းသာရစေနိုင်တဲ့ဝေဖန်တော့တင်ပြတော့ဆွေးနွေးချက်ကလေးတွေနဲ့အကြံပြုချက်လေးတွေနဲ့သွားဖို့အတွက်လိုအပ်တယ်လို့ပြောချင်ပါတယ်ဒီလိုပါပဲခေါင်းဆောင်မှုနေရာမှာနေတဲ့သူတွေကလည်းဒီຢာတွေကိုလေးထားရမယ်အဲ့ဒါအတန်ပဲနော်ပြည်သူလူထုအတန်ကိုနားထောင်နေတယ်ဆိုတာဒါပဲပြည်သူလူထုအတန်ပြတ်သွားရင်ဆော့ပြောတယ်ငါတကောတဲ့ဟာတွေဖြစ်လာမယ်နော်ပြည်သူလူထုအတန်အောက်ကအတန်ကိုနားထောင်အဲ့လိုပြောလို့တောင်းဆိုတင်များကိုလိုက်ရောရမယ်တော့မဟုတ်ဘူးလေနော်တချို့အတ္တတွေနဲ့ရှောက်ပြောနေတယ်လည်းရှိတာဟုတ်တချို့ကြလည်းပြည်သူလူထုလိုအယောင်ဆောင်ပြီးတော့ကန့်လန့်တိုက်နေတဲ့အဖွဲ့လည်းရှိတယ်လေဘာသာရေးကပြောတော့နိုင်ငံရေးစကားဝိုင်းအစီအစဉ်ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ဗျာဘသူတွေကခေါင်းဆောင်ပြီးဥဆောင်ရွက်ကြမလဲအပိုင်ငါ့ကိုရောက်လာခဲ့ပါပြီဆွေးနွေးကြမဲ့ပုံကိုယ်တွေကိုပြန်ပြီးတော့မိတ်ဆက်ပေးမယ်ဆိုရှင်ဆရာတော်အရှင်တေဇာနန္ဒတဆယ်ဆရာတော်ပါတယ်ခရစ်စတန်ဆရာတော်ဆရာတရာပေတရုပါတယ်နောက်ကပလီဆရာဦးစိုးနေဦးတို့ပါပါတယ်ခင်ဗျာဒီ၃ယောက်ကပဲဆက်လက်ပြီးတော့အပိုင်ငါညီကုန်းပိုင်းကိုဆွေးနွေးကြမှာဖြစ်ပါတယ်ကျွန်တော်တို့ကြည့်ရှုခံစားနားဆင်ကြည့်ရအောင်လားဆိုတော့ဒီနေ့အာနာယုကိုဖယ်ထုတ်ပြီးတော့မှဒေါ်လာရေးကိုရှေ့ရှုသွားကြတယ်နော်ဦးဇင်းတို့စောစောကSR တွေနော် SR တွေဆိုတော့ဦးဇင်းတို့တွေဟာတနေရာတကောင်းတော်တွေကိုစုပေါင်းပြီးတော့မှစုပေါင်းခေါင်းဆောင်မှုကိုသွားကြတာဖြစ်တယ်ဒါကဦးဇင်းကအဲ့လိုမြင်တယ်နော်သူတလူငါသမင်းမဟုတ်ဘူးခေါင်းဆောင်တိုင်းမှာတော့တရက်ကွက်တနေရာမှာတော့ခေါင်းဆောင်ရှိကြဒါပေမဲ့သူတလူငါသမင်းမဟုတ်ဘဲနဲ့ငါတို့စုပေါင်းတော်လာကြမယ်စုပေါင်းပြီးတော့သွားကြမယ်ဆိုတဲ့ဟာကိုအဲ့ဒါကိုဗုဒ္ဓကတမူဟကံလို့ခေါ်ပါတယ်အဲ့တော့စုပေါင်းပြီးတော့မှကောင်းမွန်စွာလုပ်တဲ့ကံတွေနဲ့ဦးဇင်းတို့ကဒီနေ့မဲညစ်တဲ့ခေါင်းဆောင်တွေနှလုံးသားမလှတဲ့ခေါင်းဆောင်တွေစိုးရွားရုပ်မာတဲ့ခေါင်းဆောင်တွေကိုဖယ်ရှားကြတာဖြစ်တယ်ဒါကြောင့်ဒီနေ့ခေါင်းဆောင်တဲ့နေရာမှာနှလုံးသားလှလေးနဲ့ခေါင်းဆောင်ကြပါနှလုံးသားလှလေးနဲ့ခေါင်းဆောင်မှသာလေမဲညစ်သူတွေကိုဖယ်ရှားနိုင်ကြမှာဖြစ်တယ်ဆိုတာကိုဦးဇင်းဒီနေ့ပြောကြားရင်းနဲ့ဆရာကြီးနေကုန်းချုပ်လေးဆက်လက်ပြီးတော့ဆွေးနွေးပြပါဦးဟုတ်ကဲ့ပါဦးဇင်းလောကမှာတော့လူဆိုမမားတဲ့လူတရားမမားနိုင်တဲ့လူတရားမှမရှိဘူးမားနိုင်တယ်မားတတ်တယ်ခေါင်းဆောင်မှုလည်းဒီလိုပါပဲစောစောဆရာပြောတဲ့စကားလေးကိုကျွန်တော်နားထောင်နေနေခေါင်းဆောင်မှုပိုင်းမှာလည်းဒီလိုပဲမားနိုင်တယ်မားတတ်တယ်အဲ့ဒီမားနိုင်မားတတ်တဲ့ကိစ္စတွေကိုစောစောပြောတဲ့တိုင်ပင်ဆွေးနွေးခြင်းအပြင်ဒီຢာကိုပြန်လဲပြီးတော့ပြုပြင်တိဆောက်လမ်းမှန်ကိုသွားလို့ရပါတယ်နော်ရနိုင်ပါတယ်ဆိုတဲ့အခါကျတော့အဆုံးအနေနဲ့ကျွန်တော်တို့ကျန်းချောင်းတက်ရတဲ့အခါမှာအသင်းတော်ကိုခေါင်းဆောင်မှုပေးရတဲ့အခါမှာကိုအသင်းသူအသင်းသားပေါ့နော်နောက်လိုက်ကျောင်းမှာပဲဖြစ်ဖြစ်အသင်းတော်မှာပဲဖြစ်ဖြစ်ကော်မတီမှာပဲဖြစ်ဖြစ်ခေါင်းဆောင်မှုပေးရတဲ့အခါမှာကျွန်တော်တို့သင်ကြားခံယူရတဲ့အရာလေးနဲ့ကျွန်တော်လည်းအဆုံးသတ်ချင်ပါတယ်ဒါလေးကိုဘာလို့ဆိုစကားလုံးလေးလုံးရှိတယ်ခေါင်းဆောင်မှုမှာ POLC တဲ့ POLC Planning Organization Leading and Control ဆိုပြီးတော့လေးခုရှိတယ်အဲ့တော့ planning ကတော့စောစောကတပည့်တော်ပြောခဲ့တဲ့ vision ပါပဲကြည်လင်တဲ့အမြင် planning အစီအစဉ်ရေးဆွဲတာချမှတ်တာကြည်လင်တဲ့မြင် vision ရှိဖို့နော် planning အဲ့ဒီ planning ကိုလှုပ်ဆောင်ဖို့အတွက် organize လုပ်ရမယ်။ organize အကုန်လုံးပါဝင်ရမယ်။ဆောဆရာပြောတဲ့တိုင်မင်းညှိနှိုင်းဆွေးနွေးပြီးတော့မှနော်အားလုံးကိုပါဝင်စေတဲ့ organization လုပ်ရမယ်။ဒီဟာနော်ဆို POL အဲ့ဒီလုပ်ငန်းကိုဥဆောင်ဥရပြုရမယ်။ဥဆောင်ဥရပြုတယ်ဆိုတဲ့နေရာမှာဆောပြောတဲ့တာဝန်ခံမှုတာဝန်ယူမှုနဲ့ဥဆောင်ဥရပြုတာကိုပြောချင်တာပါအဲနောက်ဆုံးမှာတော့ပြန်လဲပြီးတော့ခြုံငုံသုံးသပ်ခြင်း control
စီရတော့ control ဆိုပြန်လဲပြီးတော့ခြုံငုံသုံးသပ်ခြင်းပြုလုပ်ပြီးတော့မှဒါပြောချင်တဲ့အရာကတော့ဒါလေးကနည်းနည်းဟိုပါပြောရင်းနဲ့ဒါတွေကတော့ဟို leadership သင်တန်းတွေမှာ training တွေမှာเนาะအများကြီးပြောကြပါတယ်ကမ္ဘာမှာ leadership ကလည်းပုံစံတစ်မျိုးတည်းရှိတာမဟုတ်ဘူးလေဦးစင်เนาะဆိုတော့ leadership ပုံစံတွေအမျိုးမျိုးရှိတယ်လေရှေ့ကနေဥဆောင်တာနဲ့နောက်ကတွန်းတာနဲ့အတူကဝိုင်းပြီးသွားတာနဲ့ဟလာဟိုဒီလိုအဝိုင်းပုံစံသွားတာ trigan ပုံစံသွားတာဆိုတော့အမျိုးမျိုးပေါ့ဆိုတော့အခြေခံကြတဲ့အရာလေးကိုပြောရင်းနဲ့အဓိကပြောချင်တာကတော့ဒီလိုပါခေါင်းဆောင်ဒီဆော့ပြောတဲ့စစ်မှန်ပြီးတော့တော်တဲ့မှန်ကန်တဲ့တမတ်ကြပြီးတော့မှမှန်ကန်တဲ့ခေါင်းဆောင်မှုအရေးသွေးအရေးချင်းရှိဖို့အတွက်လိုအပ်တယ်လို့ဆိုတော့အဲ့တော့နားထောင်နေတဲ့ညီကောင်မောင်နှမတွေတိုင်းသူပြည်သားတွေဘာသာသီးသီးရဘာသာဝင်သီးသီးတွေကျွန်တော်အသင်းတော်ကတေယုဆရာတွေ disciple တွေ evangelist တွေ reverend တွေလည်းအသင်းတော်သီးသီးကိုလည်းပြောချင်တယ်နော်ဆော့ဆရာပြောခဲ့တယ်ကိုကောင်းဆောင်တဲ့သူကိုကြိုက်တဲ့လူကိုမဲပေးလို့ရကြိုက်တဲ့လူကိုဟိုအကုလို့ရတယ်ဒါပေမဲ့သူ့ကိုပြန်ပြီးတော့လဲဝေဖန်ပိုင်ခွင့်အမှန်ပိုင်ချပြီးတော့ပြောပိုင်ခွင့်ရှိရမယ်လေဟုတ်မလားဒါမှဒီမိုကရေစီကိုနော်ဒါမှလည်းလူ့အခွင့်အရေးကိုနော်ဆိုတဲ့အခါကျတော့ကျွန်တော်တို့တင်မြှောက်တဲ့ခေါင်းဆောင်ကျွန်တော်တို့တွေလိုက်နေတဲ့ဥဆောင်မှုလိုက်နေတဲ့ခေါင်းဆောင်တို့ကိုကျွန်တော်တို့ကတမတ်နဲ့အညီဝေဖန်ပိုင်းခြားတော့တစ်ချိန်လုံးကြီးပြစ်တင်ပြီးဆဲနေတာမဟုတ်ဘူးပေါ့အကောင်းဘက်ကနေပြီးတော့เนาะကောင်းကျိုးချမ်းသာရစေနိုင်တဲ့ဝေဖန်တော့တင်ပြတော့ဆွေးနွေးချက်ကလေးတွေနဲ့အကြံပြုချက်ကလေးတွေနဲ့သွားဖို့အတွက်ဟိုလိုအပ်တယ်လို့ပြောချင်ပါတယ်ဒီလိုပါပဲခေါင်းဆောင်မှုနေရာမှာနေတဲ့သူတွေကလည်းဒီຢာတွေကိုလေးထားရမယ်အဲ့ဒါအတန်ပဲနော်ပြည်သူလူထုအတန်ကိုနားထောင်နေတယ်ဆိုတာဒါပဲပြည်သူလူထုအတန်ပြတ်သွားရင်ဆော့ပြောတဲ့ငါတကောကောတဲ့ဟာတွေဖြစ်လာမယ်နော်ပြည်သူလူထုအတန်အောက်ကအတန်ကိုနားထောင်အဲ့လိုပြောလို့တောင်းဆိုတင်များကိုလိုက်ရောရမယ်တော့မဟုတ်ဘူးလေနော်တချို့အတ္တတွေနဲ့ရှောက်ပြောနေတယ်လည်းရှိတာဟုတ်တချို့ကြလည်းပြည်သူလူထုလိုဟိုအယောင်ဆောင်ပြီးတော့ကန့်လန့်တိုက်နေတဲ့အဖွဲ့လည်းရှိတယ်လေနော်အဖြက်လုံနေတဲ့အဖွဲ့လည်းရှိတယ်အဲ့လိုဆိုတော့ဒီနေရာမှာဘယ်ဟာဖြစ်တင်တာလဲဆိုတာတွေကိုလည်းခေါင်းဆောင်တွေကနားထောင်ပြီးတော့ဝေဖန်ပိုင်းခြားသုံးသပ်ပြီးတော့ကောင်းကျိုးချမ်းသာအတွက်ဥဆောင်ရွေးပြုနိုင်ကြပါစေလို့ကျွန်တော်ပြောနေဒီအပိုင်းလေးကျွန်တော်တို့လည်းနေကုန်းချုပ်ပါတယ်ခင်ဗျာ ဟုတ်ဆရာဒီမှာနေကုန်းချုပ်ဆိုရင်တော့ပြောတာတွေကတော့အားလုံးစုံပြီးဗုဒ္ဓရဲ့ဓမ္မတွေအစ္စလာမ်ဓမ္မတွေနော်အားလုံးဟိုလိုက်နာကျင့်သုံးရမယ့်ဥစ္စာတွေကတော့ဒါဘာသာတရားအသီးသီးမှာတောက်ဝင်ယုံကြည်တဲ့သူတွေလည်းဘာသာရေးအရာပဲပြောလူမျိုးရေးအရာပဲပြောနောက်တိုင်းပြည်ကောင်းစားရေးအတွက်ပဲဆိုဒီခေါင်းစဉ်အောက်ကမူတည်ပြီးတော့ပြုပြင်ကြဖို့လိုတယ်နောက်တစ်ခုကလူဆိုတာမှားနိုင်တယ်ဆရာရှိမှလည်းပြောတယ်ဟုတ်ကဲ့လူဖြစ်တာကိုလူအရေးချင်းကမှားနိုင်တာမှားနိုင်တယ်ဒါပေမဲ့တူသောအမှားခဏမှားတာကြတော့လူမပြီးသားတော့ဗျာမို့ ဟုတ်နော်နောက်တစ်ခုကမှားတာကိုမှားတယ်လို့ပြောလာတာကိုလက်မခံတာကတရိစ္ဆာန်ဂျိုးနဲ့ပဲဖြည့်ရှင်းတယ်အဆွဲနဲ့ပဲဖြည့်ရှင်းတယ်လက်သေးနဲ့ပဲဖြည့်ရှင်းတယ်ခွန်အားနဲ့ဖြည့်ရှင်းတယ်ဒါကတရိစ္ဆာန်ရဲ့အလုပ်လူရဲ့အလုပ်ကစင်ញင်ုံတရားနဲ့ဖြည့်ရှင်းတာဒါလူရဲ့အရေးချင်းဒါကြောင့်မို့တမန်တော်မုဟမ္မဒ်သခင်ကမိတ်နေခေါင်းဆောင်ဆိုတာဘယ်လိုပုံကိုယ်တည်းဆိုရခိုင်ရိုအာအမ်မတုကုမ်တူဟစ်ဘူနာဟွမ်ဝါယူဟစ်တူဟစ်ဘူနာဟွမ်ဝါယူဟစ်ဘူနာကုမ်ခေါင်းဆောင်ဆိုတာဘယ်လိုပုံကိုယ်လဲဆိုရင်တဲ့သူကလည်းပြည်သူလူထုကိုချစ်တယ်လို့ပြည်သူလူထုကလည်းသူ့ကိုချစ်တဲ့သူကခေါင်းဆောင်ကောင်းမယ်တဲ့ဒါကကိုအရမဖန်နီးလို့မရအောင်ဟုတ်ပါမင်းအောင်လိုင်းကြိုက်တဲ့လောက်အာနာ100လောက်ယူထားပါသေးဘယ်နောက်လိုက်ကမှကြိုက်ပါမဟုတ်ဘူးဒါပေါ့ဒါခေါင်းဆောင်မကောင်းလို့မကြိုက်တာရှင်းလေးပဲဒီနေ့ကျွန်တော်တို့စစ်အာဏာရှင်ကိုအမြင့်ပြတ်အောင်လုပ်မယ်ဆိုတဲ့ပါတီဘယ်သူပေါ်လာသူ့ပဲအားပေးမှာဘာဖြစ်လို့မင်းအောင်လိုင်းမုံလုံးလို့ဒါပေါ့မင်းအောင်လိုင်းကိုမုံလုံးလို့ကိုပေးမှာဘာဖြစ်လို့အဲ့ဒီကလေးကသိကြတယ်ပြည်သူမချစ်တဲ့သူဒါဆိုရင်ခေါင်းဆောင်ကောင်းမဟုတ်ဘူးအလားတူ तू ကလည်းပြည်သူကိုမချစ်ဘူးတစ်ချိန်လုံးလေကြောင်းတိုက်ခိုက်မယ်စစ်ကြောင်းထိုးမယ်နော်ဟိုဒီ war crime တွေ crime against humanity တွေ genocide တွေကျူးလွန်ပြီးတော့နိုင်ငံကိုအုပ်ချုပ်မယ် तू ကလည်းပြည်သူကိုမချစ်ဘူးဒါတော့ခေါင်းဆောင်ကောင်းမဖြစ်နိုင်ဘူးဆိုတော့ကျွန်တော်တို့ကလည်းအဲ့ဒီအရေးကြီးနောက်တစ်ခုကကျွန်တော်တို့ရဲ့စီးလုံးမှုဒီငါအောက်အကုန်ဝင်ရမယ်ဆိုတဲ့စီးလုံးမှုတော့မဖြစ်စေနဲ့အဲ့လိုဖြစ်လို့လည်းမရဘူးတခါတည်းလက်တွဲတဲ့စီးလုံးမှုလည်းရှိနိုင်တယ်ဒါပေါ့နော်အပြန်အလှန်လေးစားမှုနဲ့သွားရတဲ့စီးလုံးမှုလည်းရှိနိုင်မဟာမိတ်ဆက်ဆံရေးဆိုတာအကုန်လုံးရှိသမျှလူအကုန်လုံးငါအောက်ဝင်ဆိုတာအဲ့ဒါကြတယ်အာနာရှင်ဖြစ်သွားဒါပေါ့လေကျွန်တော်တို့ကတခုပဲဘုံတူညီချက်ကအာနာရှင်ကိုတိုက်ထုတ်တယ်ဘုံတူညီချက်ရှိရမယ်နောက်တစ်ခုကတကယ်ကိုတရားမျှတတဲ့လူအဖွဲ့အစည်းဖြစ်ခြင်းနဲ့ဒီဘုံတူညီချက်ရှိတယ်ဆိုရင်ဘယ်ဒေတာဘယ် ideology ဘယ်ပုံစံနဲ့ပဲလက်နက်ကင်ထားတာနိုင်ငံရေးလို့ဒီလူတွေကငါလူတွေလို့တွက်နိုင်ရမယ်ဒါပေါ့ခေါင်းဆောင်ဖြစ်တယ်ဆိုတာသဘောထားကြည့်ရမယ်လေခုနကနှလုံးသားကျဲ့ပြန်နှလုံးသားဟိုရင်ဘတ်ကျဲထားရမယ်ခေါင်းကြီးထားရမယ်သဘောထားကြီးမားနဲ့ကိုလူတွေအပေါ်မှာဆက်ဆံရမယ်ဒါလည်းသိလို့ကြည့်အရေးကြီးပါတယ်ဒါကြောင့်မို့တကယ်ပြည်သူလူထုကို
ခေါင်းဆောင်တဲ့သူတွေဒီပြည်သူလူထုကိုတကယ်အကျိုးပြုခြင်းနဲ့ပြည်သူလူထုကိုတကယ်လေးစားတဲ့တန်ဖိုးထားတဲ့ချစ်ခင်တဲ့သူတွေဖြစ်ဖို့လိုအပ်တယ်လို့ပြည်သူလူထုကလည်းပြန်လည်ပြီးတော့မေတ္တာမျှတဲ့သူတွေဖြစ်ရပါမယ်ဒါကြောင့်မို့ဒီဩဝါဒရဲ့အဆုံးပိုင်လေးကိုတင်ပြပြီးညီကုန်းချုပ်ပါမယ်တမန်တော်မုဟမ္မဒ်တခင်ကမိန့်ပါတယ်ခေါင်းဆောင်ကောင်းဆိုတာပြည်သူကလည်းချစ်ပြီးပြည်သူကိုလည်းသူကချစ်တဲ့သူဖြစ်ရတယ်လို့သူကပြည်သူတွေအတွက်မေတ္တာပို့နေတယ်လို့ပြည်သူကလည်းမေတ္တာပို့တဲ့သူဖြစ်ရပါမယ်တဲ့ဒါကြောင့်မို့ကျွန်တော်တို့အပြန်အလှန်မေတ္တာထားပြီးနားလည်မှုတွေတိဆောက်ပြီးတော့မှန်ကန်တဲ့နော်ပြည်သူကိုအကျိုးပြုတဲ့ခေါင်းဆောင်မှုတွေပေါ်ပေါက်လာပြီးတော့ကျွန်တော်တို့ရဲ့ဒီတော်လန်ရေးဆိုတဲ့မုံမြတ်တဲ့လှုပ်ရှားမှုကြီးအများဆုံးအောင်မြင်ပါစေလို့ကျွန်တော်ကဆန္ဒပြုပါတယ် ခေါင်းမှ30ဟုတ်ကဲ့ ဟုတ်ကဲ့ပါဆရာကြီးကျေးဇူးတင်ပါတယ်ဗျဆရာတို့ညောင်းတော့ ကျေးဇူးတင်ပါတယ် ပြစ္စမာပိုင်းပြီးဆုံးသွားပါပြီအဲ့တော့ဆရာတရာပေတရုပြောတဲ့အပိုင်းကတော့လောကမှာမမှားနိုင်တဲ့သူမရှိဘူးဆိုတော့အဆုံးမီလည်းရှိပါတယ်လူဟာပြည့်စုံတဲ့လူမရှိပါဘူးတဲ့ incomplete man ပေါ့ကျွန်တော်နားလည်တော့တချို့တွေကလည်းပြည့်စုံဖို့တွိုင်းနဲ့85ရာခိုင်နှုန်းနဲ့သေဆုံးသွားတဲ့လူရှိတယ်လို့9ရာခိုင်နှုန်းနဲ့သေဆုံးသွားတဲ့လူတွေလည်းကမ္ဘာလောကမှာရှိတာပေါ့ဗျာတို့တော့ချွင်းချက်အနေနဲ့ကတော့ဘယ်သူမှမပြည့်စုံအဲ့ဒီလိုပဲမမှားတဲ့လူတွေမရှိဘူးဆရာတရာပေတရုကဘာကိုပြောချင်လဲဆိုရင်မှားရင်ပြင်အမှန်ရောက်လိမ့်မယ်ခေါင်းဆောင်ဖြစ်ရတဲ့အတွက်ကြောင့်မလို့စေနာအမှားတွေပါလာနိုင်တယ်ဒေါသအမှားတွေရှိလာနိုင်တယ်မေတ္တာအမှားတွေရှိလာနိုင်တယ်တနာငဲ့ညာမှုအလွန်အကျူးဖြစ်လို့မှားသွားတယ်တွေရှိလာနိုင်တယ်ရှိလာနိုင်တဲ့အချက်တွေမှားပြီဆိုတာနဲ့ပြင်ပါအင်မတန်ကောင်းတဲ့အချက်ပါဗလီဆရာကြီးဆရာဦးစိုးနေဦးသူကတော့ဗုဒ္ဓဓမ္မအစ္စလမ်ဓမ္မခရစ်ယာန်ဓမ္မဒီဓမ္မတရားတွေဟာဘာသာအသီးသီးမှာယုံကြည်သက်ဝင်မှုရှိတဲ့လူတိုင်းတိုင်းပြည်ကောင်းစားရေးအတွက်ပဲစိုးဒီခေါင်းဆောင်တွေကလူအပ်လို့ရှိရင်ပြုပြင်သွားမှာဖြစ်တယ်ဆိုတာကိုလည်းပဲသူပြောပါတယ်ဆရာတရာပေတရုနဲ့လည်းအတော်ပဲနီးစပ်ပါတယ်ဗျာကျွန်တော်မဟာဝိဇ္ဇာသင်တန်းမှာပါမောက္ခနဲ့အယူဆတစ်ခုအကြောင်းပြောရင်းနဲ့ပါမောက္ခရဲ့အမှားကိုကျွန်တော်ထောက်ပြတဲ့အခါပါမောက္ခကကျွန်တော်ကိုအတန်းရှိမှာအေးကွာငါမှားသွားတယ်ဆိုတော့ဝန်ခံတာကျွန်တော်ဘယ်တော့မှမမေ့ဘူးပါမောက္ခဆိုတာလေလူပဲလူဆောင်မှားတတ်တာပဲအဲ့တော့ဒီပမှန်ပုံကိုယ်တွေတော့မှားတတ်တယ်ဆိုလို့ရှိရင်နော်လူအဖွဲ့အစည်းဝင်ဖြစ်တဲ့ခေါင်းဆောင်တွေကလည်းလူဖြစ်တဲ့အတွက်မှားနိုင်ပါတယ်အဲ့ဒါကိုဝန်ခံဖို့လိုတယ်အမှားပြင်ဖို့လိုတယ်ဒါပြင်အမှားမပြင်ရင်လူတော့မဟုတ်ဘူးတဲ့ဆရာဦးစိုးနေဦးပြောထားတာလေးကအင်မတန်ကောင်းတဲ့ချက်ဖြစ်တယ်အမှားကိုမပြင်တဲ့လူဟာတိရစ္ဆာန်ပဲရှိတယ်ဥချိုရှိတဲ့လူကဥချိုကိုသုံးတယ်အစွဲရှိတဲ့လူကအစွဲကိုသုံးတယ်အစိတ်ရှိတဲ့လူကအစိတ်ကိုအဲ့တတ်တော်ကသုံးတယ်အဲ့တော့အင်အားကိုသုံးတယ်အင်အားသုံးပြီးတော့ကသူတို့ရဲ့အမှားတွေကိုဝန်ခံကြိမပေးဘဲနဲ့ဆက်ပြီးတော့သွားတာအပြင်တိရစ္ဆာန်ဖြစ်တယ်အဲ့ဒီထိတောင်ဆရာဦးစိုးနေဦးကသတိပေးထားတာပါလေဗျာခေါင်းဆောင်ကောင်းဆိုတာတဲ့ယုံကြည်ချက်တူတဲ့လူစိတ်ဓာတ်တူတဲ့လူကိုရင်ပတ်ကြဲကြဲထားပြီးခေါင်းကြီးကြီးထားပြီးတော့သဘောထားကြီးကြီးမားမားနဲ့ဆက်ဆံရမှာဖြစ်ပါတယ်တဲ့ဒီချက်ကလေးကအင်မတန်ချစ်စရာကောင်းအင်မတန်နှိမ့်မြုပ်စရာကောင်းတဲ့အချက်ပါဗျာဆရာတော်အရှင်တေဇာနန္ဒကတော့ခေါင်းဆောင်ဆိုတာဖြောင့်မတ်မယ်တည်ကြည်ရမယ်ယူသွားရမယ်ကိုအကောင်းဆုံးတည်ဆောက်ပြီးတော့လုပ်ရမှာဖြစ်တယ်အဲ့လိုခေါင်းဆောင်မယ်ဆိုလို့ရှိရင်နောက်လိုက်တရားလဲဖြောင့်လိုက်လာလိမ့်မယ်မှန်ကန်နဲ့လိုက်လာလိမ့်မယ်အထူးသဖြင့်တော့တော်လိုင်းအင်အားစုတွေရဲ့ခေါင်းဆောင်တွေအင်မတန်မှဒီနေ့ကာလမှာ27နွေဦးတော်လိုင်းအောင်ပွဲခံမှုအတွက်ဒီခေါင်းဆောင်တွေရဲ့အပိုင်ဟာအင်မတန်အရေးကြီးလာပါပြီဒါပြင်ကောင်းပြီနောက်လိုက်တရားအရေးမကြီးဘူးလားနောက်လိုက်တရားလဲအကောင်းဆုံးတည်ဆောက်ရမှာဖြစ်တယ် we must establish ourselves ကျွန်တော်အကောင်းဆုံးတည်ဆောက်ခေါင်းဆောင်နဲ့အကောင်းဆုံးတည်ဆောက်မယ်ကျွန်တော်တို့တော်လိုင်းအင်အားစုတွေကလည်းအကောင်းဆုံးတည်ဆောက်မယ်ဆိုရှင်ကျွန်တော်တို့အတွက်အောင်ပွဲဟာလက်တကမ်းမှာရှိပါတယ်ဆိုတော့အခုနားဆင်နေကြတဲ့ဓမ္မမိတ်ဆွေများတော်လန်သောပြည်သူများကိုထပ်မံအသိပေးနဲ့ဘာသာရေးကပြောတော့နိုင်ငံရေးစကားဝိုင်းကနေပြီးတော့ကျေးဇူးတင်ကြောင်းပြောကြရင်းနဲ့ဒီကုန်းချုပ်ပါလေဗျာ